ဂုံယူပါတယ်တင်တို့တငယ်ချင်းတွေကလောကနေတောင်ကြီးကိုသွားတဲ့လမ်းမှာပါမိုးတဲနေလို့မန်ရှင်ခေါ်ပြီးတငယ်ချင်းတွေကိုဂယူဆိုင်ဖို့တတိပေးလိုက်ပါလမ်းမှာတင်တို့လိုက်နိုင်ရမယ်စီကန်း9ခုရှိပါတယ်စီကန်းနံပါတ်1ကားနောက်မှန်ထဲမှာလူပုံမြင်ရင်မပြောပါနဲ့ပြောလိုက်တာနဲ့သူကတင်နာကိုရောက်လာပါလိမ့်မယ်စီကန်းနံပါတ်2လမ်းဘေးမှာလှန်လှန်ထားတဲ့သူတွေကိုမတင်ပါနဲ့သူတို့ကခီးတယ်မဟုတ်ပါဘူးစီကန်းနံပါတ်3ကားထဲမှာလူမြေထွက်ပါနဲ့တင်ရထွက်တဲ့အချိန်မှာလူပုံနေပါလိမ့်မယ်စီကန်းနံပါတ်4တယောက်ကကားရက်လိုက်လို့ပြောရင်မရက်ပါနဲ့သူကတင့်တငယ်ချင်းမဟုတ်ပါဘူးစီကန်းနံပါတ်5နောက်ခိုင်းမှာထိုင်နေတဲ့သူကတင့်နာနာကိုစကားလာပြောရင်လဲမကြည့်ပါနဲ့ကြံမပြောပါနဲ့ဘယ်သူမှစကားမပြောပါဘူးစီကန်းနံပါတ်6တင်တို့နာမည်တွေကိုခေါ်တန်းချရင်မတုတ်ပြန်ပါနဲ့အဲ့ဒီအတန်ကကားတွေကမဟုတ်ပါဘူးစီကန်းနံပါတ်9ကားဆက်ရုတ်တရက်ရသွားပြီဆိုရင်ကားပေါ်ကချက်ချင်းဆင်းပါနောက်ဆုံးမှဆင်းတဲ့သူမဖြစ်ပါစေနဲ့စီကန်းများကိုလိုက်နာပြီးဘေးကင်းအောင်နေပါကံကောင်းပါစေ